Hello， 大家好。杨林千林干什么？安龙就是来拜喏。今天老师个为了做的这个农业东北本地，我那边先路边吧。然后为了啊，就对对边吧来说，多讲么喏。我嘛是说你嘛里多讲，为了妹妹喏。他妈妈路线嘞不是多讲呢，为了钱。老多讲容易为了工作，然后为了也闹嘛，都多讲别的要贴不喏，然后为了爸爸，皮皮多讲，皮皮也多喏，为了妈妈，妹妹也多喏，然后就这样哦，你地路老大把多讲嘞，地路老呀把多讲嘞，说你这么做。你这么做，你地路老大是为了什么？为了什么说把多讲嘞喏？是说撇的嘞喏？然后是为了什么把多讲撇的嘞？你这么做是为了什么？你地路老大把多讲嘞？然后那边那个记没喏？为差不多的，就那伢啥么啥啦，老外是比把多嘞。为差不多，大家们为差的说减肥，那所以为了都是嘛太来，为了减肥为差不多，把撇的嘞，伢啥么啥的，老外是比。我已经在那西比半个月老外不吃晚餐了。我已经半个月不吃晚餐了，这那伢啥么啥啦，老外西比了，表达喏。然后为了减肥，为差不多，我已经这那嘛偏的里把偏的嘞，老外他们么啥啦，老外他们么伢啥么啥啦，我半个月不吃晚餐了，好不喏？还是因实际啊。都三明杯昂布多的，你当啥几年？就么你当啥93年啵喏？然后三明杯昂布多撇的多讲路，三明杯昂布说老师说考上说昂啦喏，然后他为了能考上昂哪一步？昂哪一步？所以能考上，考上说老师说。偏难拿到表了喏，然后能考上说偏难不对喏，然后他为了能考上，都偏难不对，天天说你代今天嘛每天都那样嘞，都喏你代呗，在学习说你代等于你的93你的啥几你的表情嘞，然后他为了能考上，天天都在学习。他为了能考上，都偏难不对，天天都在学习，你代啥几你的。好，记没喏？မိဘတွေကကလေးကောင်းမှုအတွက်ပါပဲမိဘတွေက父母မိဘတွေကဘဒုအတွက်လဲ为了孩子ကလေးအတွက်เนาะအဲ့တော့အကုန်လုံးလောက်တာတွေအကုန်လုံးကကလေးအတွက်ပဲဆိုတော့အကုန်လုံးဆိုတော့都是เนาะ父母都是为了孩子好父母都是为了孩子好မိဘတွေကကလေးကောင်းမှုအတွက်တွေပါပဲเนาะ父母都是မိဘတွေအကုန်လုံးဖြစ်ပါတယ်ဘာအတွက်လဲကလေးကောင်းမှုအတွက်为了孩子好ဒီကိစ္စအတွက်ကြောင့်အလုံးအလုံးရှုံနေကြတယ်ဒီကိစ္စဆို这件事为了这件事ဒီကိစ္စအတွက်ကြောင့်大家都အကုန်လုံးက在忙ဆိုတာအလုံးရှုပ်တာ大家都在忙အကုန်လုံးကအလုံးရှုပ်နေကြတယ်เนาะဒီကိစ္စအတွက်ကြောင့်အကုန်လုံးအလုံးရှုပ်နေရဲ့为了这件事ဒီကိစ္စအတွက်ကြောင့်大家都အကုန်လုံးက在忙အလုံးရှုပ်နေကြတယ်နောက်တစ်ခုပေါ့နော်သူ့အတွက်ကြောင့်လည်းနိပညာရေးကိုလက်မလွတ်လိုက်နဲ့မနဲ့ပါရင်တော့ဆိုတော့不要动မယ်နော်အဲ့တော့သူ့အတွက်ကြောင့်ဖြစ်စီနေဆိုတော့不要为了他不要为了他放弃ဆိုတာတော့ဆိုတော့လက်လျှော့လိုက်တာမလုပ်တော့တာလက်လွတ်လိုက်တာမျိုးပေါ့နော်放弃ဆိုတာအဲ့တော့放弃ဆိုတာလက်မလွတ်လိုက်နဲ့你的学业ဆိုတာပညာရေးအဲ့တော့放弃你的学业ဆိုခမညာရဲ့ပညာရေးကိုလက်လွတ်လိုက်တယ်ပေါ့နော်အဲ့တော့သူ့အတွက်ကြောင့်နဲ့ခမညာရဲ့ပညာရေးကိုလက်မလွတ်လိုက်နဲ့ဆိုရင်不要为了他放弃你的学业不要为了他သူ့အတွက်ကြောင့်နဲ့放弃你的学业你ရဲ့ပညာရေးကိုလက်မလွတ်လိုက်နဲ့အဲ့ဆိုနားလည်မယ်နော်为了ဆိုအတွက်ဆိုတဲ့သဘောပေါ့နော်အဲ့ဆိုရင်ဒီနေ့ share လုပ်ပြရလေအားလုံးအတွက်နားလည်မယ်လို့ထင်တယ်နော်အဲ့ဆိုရင်တော့နောက်နေ့ဗီဒီယိုမှာပြန်တွေ့မယ်တရားစိုက်ချင်း